မဲမင်္ဂလာပါနေ့ချေကပတ်ထမိန်လေးဒီနေ့နော်ပတ်ထမိန်အဆက်ကလေးပေါ့နော်ချုပ်တာချေရေးတဲ့တောင်းနေမှာဘလို့တွဲအောင်ဆိုဒီဘက်က3လက်မနော်ချေကဒီပတ်ထမိန်မှာညာဘုံနော်ညာဘုံအဖုံးချမ်းဘက်မှာအပေါ်3လက်မခောက်မယ်အောက်ထောက်ကလေးကို6လက်မခောက်မယ်နော်အားရမယ်6လက်မအဲ့လိုလေးခောက်မယ်နော်အောက်ထောက်ကလေးကို6လက်မမြင်ရလား6လက်မနော်ခောက်မယ်အပေါ်ကို3လက်မခောက်မယ်နော်အပေါ်3လက်မခောက်မယ်ဒီလိုပဲအတင်းချမ်းဘက်မှာလည်းအပေါ်ကို3လက်မခောက်မယ်နော်ပေါ်ကို3လက်မခောက်မယ်ပြီးရင်အောက်ခြေကိုထမင်းရဲ့အောက်ခြေကို6လက်မခောက်မယ်နော်မနော်6လက်မခောက်ဒါဓာတ်ဆက်စားရမှာနော်ကျတို့ဓာတ်ဆက်စားပြီးတော့လက်ချုပ်လိုက်မယ်နော်ဒီအတွင်းချမ်းကိုလည်းဓာတ်ဆက်စားပြီးလက်ချုပ်လိုက်မယ်ဒီအပြင်အဖုံးချမ်းကိုပို့ရေးကြည့်ရအောင်နော်အဖုံးချမ်းလည်းဓာတ်ဆက်စားပြီးလက်ချုပ်လိုက်မယ်ဒီမှာတစ်ချက်ကဒါကအရင်ထပ်ပြတာနော်အရင်ခောက်ပြတာဒီမှာဒီလိုလေးပေါ့ဒီမှာချဲတို့ကတလက်မခောက်ပြီးတော့လက်ချုပ်လိုက်ထားမယ်ဒါအောက်ခြေနော်အောက်ခြေကိုတလက်မခောက်ပြီးတော့လက်ချုပ်လိုက်ပြီးတော့ဒီလိုလေးခောက်နော်ဒီလိုလေး6လက်မဒီလိုလေးခောက်ပြီးတော့နော်ဒီမှာလက်ချုပ်လိုက်နော်အဖုံးချမ်းရောအသွင်ချမ်းရောအဲ့လိုသွားမယ်ဒါချဲကနမူနာခောက်ပြထားတာနော်အဲ့လိုလေးလုပ်မယ်ဓာတ်တွေထိုးထားတာတွေ့ရနော်ချဲကအဖုံးချမ်းမှာဒီဓာတ်အစားဒီမှာလျှော့လိုက်တယ်နော်ဒီဓာတ်ကိုဖြောက်လိုက်တာနော်ဒီဓာတ်ကိုဖြောက်လိုက်ပြီးတော့ဒီဘက်မှာလျှော့ယူလိုက်တယ်ပေါ့နော်အခုဥပမာ15ယူရမယ်ဆိုရင်တလက်မလျှော့လိုက်တော့14ပေါ့နော်ဥပမာ16ယူရမယ်ဆိုရင်တလက်မလျှော့ရင်15အဲ့လိုပေါ့နော်ကိုရဲ့ဒီအတွင်းချမ်းအဖုံးချမ်းကိုလျှော့ယူပြီးတော့ဓာတ်စာကိုနှုတ်လိုက်ရင်ဒီမှာဓာတ်ထိုးစရာမလိုပဲနဲ့ကွက်တီးဖြစ်မယ်ဒီမှာနော်ချက်ခါ28နဲ့တွက်ထားတာဖြစ်လို့အခါကြတော့ဒီမှာခါးလေးတွေအကုန်ဝိုက်ထားမယ်ဓာတ်လေးတွေတေချာထိုးမယ်မိဘူးတေချာဖိမယ်ဒီလိုလေးလုပ်မယ်ဒီလိုမှာခြီလေးတွေဖိထားမယ်နော်ဒါကအခုပြထားတာခြီလေးတွေဖိထားမယ်အတွင်းချမ်းကဓာတ်ကမပမဖြစ်ဓာတ်ထည့်ရမယ်နော်ဓာတ်မဖြောက်ပါနဲ့သူကအတွင်းချမ်းမှာဓာတ်ထည့်ရင်ပို့ပြီးတော့ဝတ်လို့ကောင်းတယ်နော်ဒါလေးကိုအခုခပတ်တက်မယ်အောက်ကိုခောက်ပြီးလက်ချုပ်လိုက်ပြမယ်နော်10လုံးပြီးတဲ့အထိကြည့်ပေးပါနော်